အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ဒီ firewall အသုံးပြုနည်းနဲ့ firewall ထဲမှာ filter ထည့်တဲ့အပိုင်းရယ် update block တဲ့အပိုင်းကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာပါဒီလိုမျိုး၃ခုကတော့ဒီ firewall filter ထည့်ရမှာပါဒီအောက်ကပေးထားတဲ့ဟာတော့ filter မလို့เนาะဒီကောင်ကကျတော့တန်းပြီးသုံးရုံပါပဲဒီကောင်ကိုကျွန်တော်ဘယ်လိုသုံးအောင်လဲဆိုတော့ရှင်းပြပေးပါမယ်အရင်ဆုံးကျွန်တော်file တွေကိုအရင်ဆုံး download လိုက်ပါ download ပြီးသွားရင်ကျွန်တော် save to download လေးနှိပ်ပေးထားလိုက်ပါ application ကိုတော့ကျွန်တော် install ရင်တင်ပါတင်ပြီးသွားရင်ကျွန်တော်လောက်ကမှာကကျွန်တော်Shizuku run ထားဖို့လိုပါမယ်ဖုန်းမှာကအရင်ဆုံး Shizuku run ထားပါဒီလိုမျိုး Shizuku running ပြနေရပါမယ်ဖြတ်ပြီးသွားရင်ကျွန်တော်အားနဲ့မပြီးပါဘူးကျွန်တော်ဇာတ်ခိုင်ပါထဲမှာကျွန်တော် Shizuku permission ဖွင့်ပေးရပါမယ်အဲ့တော့ကျွန်တော်အဆက်30ကိုနှိပ်ပါ setting တော့ရှိရ setting ကိုနှိပ်ပြီးသွားရင် root ကိုနှိပ်ပါroot ထဲမှာဒီမှာတိုက်အောက် root အဆက်မှာကကျွန်တော် Shizuku SU ရွေးပေးရမှာပါပြီးသွားရင်အောက်က Android နဲ့ data ကြီး OBB ကိုဖွင့်ပေးလိုက်ပါအဲ့ဆိုရင်တော့ကျွန်တော်တို့PUBG ရဲ့ဝင်သွားရင်ဒီလို file ကြီးပေါ်နေမှာပဲဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်အရင်ဆုံး update block ကနေစပါမယ် update block ကိုဘယ်လို block အောင်လဲဆိုရင်ကျွန်တော်download တဲ့ file နဲ့ရင်ဝင်ပါ file နဲ့မဝင်ရင်ကျွန်တော်ဒီ one time apply နေပေါ့နော် one time apply နေဘယ်လိုတောင်းအောင်လဲဆိုရင်ကျွန်တော် file နဲ့ဝင်လာပြီဆိုတာနဲ့ဒီလိုမျိုး one time apply နေမှာ file ဆိုတာရှိပါတယ်အဲ့ file ကိုထည့်ရမယ့်နေရာဒီ file ကို copy ယူပြီးသွားရင်ကျွန်တော် device story Android data ရဲ့မှာကို software version တွေကိုတော့ထည့်ပေးရမှာပါဟိုက global ဆိုရင် control.id KR ဆိုရင် control KR block မဟုတ်ဘူးဒီမှာပါဒါက one time apply နေထည့်နေပါ one time apply နေဒီနောက်မှာထည့်ရမှာပါတချို့က one time မထည့်တတ်တဲ့အတွက်ပြောပြရပါဒီပြီးတော့ကျွန်တော် update block အတွက်ဆိုရင်ကျွန်တော်ပြန်သွားလိုက်မယ် Android data ကျွန်တော်ကိုက KR version ကို block ပြမှာဖြစ်တဲ့အတွက် KR လည်းပဲဝင်လိုက်ပါမယ်ပြီးတော့ရင် file before game share tracker extra save ဒီ password ထဲဝင်ပြီးတော့ရဲကျွန်တော်ဒီမှာကခိုးပတ်ရဲ့ game ပတ်ရဲ့တွေ့ပါလိမ့်မယ်တကယ်လို့ထိုင်မပေါ်ဆိုရင်ကျွန်တော်ကပြောလို့ Shizuku run ထားပါမယ်ပြီးသွားရင် Shizuku permission ပေးထားပါမယ်ဒီထဲမှာကျွန်တော်ကိုးပတ်နဲ့ game ပတ်တွေကိုဖြတ်ပါဒီ file အဖြူလေးကိုနှိပ်လိုက်တာနဲ့သူက auto select လေးပေးသွားပါတယ်အမှကိုးပတ်ရဲ့ game ပတ်တွေအကုန်ဖြတ်ပါအကုန် select လုပ်ပါနော်ဆက်လက်လုပ်ပြီးသွားရင်ကျွန်တော်ဒီမှာ၄အောင်လုံးလေးနှိပ်လိုက်နှိပ်ပြီးသွားရင်အောက်မှာ delete ဆိုတာရှိရယ် delete ပေးလိုက်delete လို့ဒီမှာကိုးပတ်နဲ့ game ပတ်တွေပျောက်သွားရင်ရပါပြီပြီးတော့ကျွန်တော် update block အတွက် file ထည့်ပါမယ် download telegram ဒီမှာ update block ဒီ file ကို copy ပြီးတော့ထည့်ပါမယ်one time အများစုကအဲ့လို file နဲ့လာရဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်file ကို copy ပြီးသွားရင်ကို software version မှာတော့ထည့်ရမှာပါတွေ့ပါတယ် one time ကဒီမှာကျွန်တော်ဒီနောက်မှာပဲထည့်လိုက်ပါမယ်Halo Chan game fine to delete โอเคအဲ့တိုင်းမထည့်ပဲねတော့အဲ့တိုင်းမထည့်ပဲねကျွန်တော်download လေးပြန်သွားပါအဲ့တိုင်းဆိုနည်းနည်း error တက်ပါအဲ့တော့ကျွန်တော် delete ပါ update တော့ဝင်ပြရင် file ကို share tracker ဆိုတာ save ပတ်မှာပါဒီ file ကြီးပဲ copy တော့လိုက်ပါခုနတိုင်းပဲကျွန်တော် B လေးပဲနေတိုင်း select လုပ်ပြီးသွားလိမ့်မယ်အဲ့တော့ဒီပေါ်အဆက်30မှာ copy ယူမယ်ယူပြီးသွားရင်ကျွန်တော် device story Android data ပြီးရင်ကိုဆော့ရဲ့ version
ကျွန်တော် Kia Mobile fine revoking share tracker is safe ပတ်ရောက်သွားရင်ဒီမှာကချပြီးလိုက်ပါဒီရဆိုရင်တော့ရပါပြီဒီမှာပါဒီကောင်3ခုရယ်ဒီကောင်ရယ်ရှိရပါမယ်โอเคအပြီးတော့ဂိမ်းနဲ့ထွက်လိုက်ပါထွက်ပြီးသွားရင်ဂိမ်းနဲ့မဟုတ်ပါ sorry တော့ firewall လည်းဝင်ပါမယ် firewall လည်းဝင်ပြီးသွားရင်ကျွန်တော် filter ထည့်ရအောင်နော် filter အရင်ဆုံး filter file ကိုစိတ်တူတောင်းလို့နှိပ်တာကဒါပြောရင်အဆက်30နှိပ် input filter ဆိုရှိပါတယ် input filter လုပ်လိုက်ပါပြီးသွားရင်ကျွန်တော်ဒီမှာ input filter ရောက်လာပြီဆိုတော့ဒီကောင် download တွေမှပြနိုင်မယ်ပြီးသွားရင်ကွာ Telegram မှာ download တော့ Telegram နဲ့ဝင်ဒီမှာကျွန်တော် update JSON file တစ်ခုထည့်ပေးပါမယ်โอเคဒီမှာနော် filter JSON ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဒါရဟိုက်တယ်နာပြောင်းလိုက်မယ် okay input filter JSON လေးရွေးပြီးတော့ဒီကောင်က input done ဆိုပြီးပြပါလိမ့်မယ်ပြီးသွားရင် close လုပ်လိုက်ပါပြီးသွားရင်ကျွန်တော်တို့အတီနာဆော့ရတူကအတီနာတက်ထဲပါနော်ကျွန်တော်ကတော့အတီနာတမျိုးရဲ့ဆော့ရမဟုတ်ပါဘူး wallpaper ပါဆော့ပါတယ်အဲ့တော့ကျွန်တော်ကဒီ applet block ရော firewall မဖြစ်မနေဖွင့်ရပါတယ်ကောနာထဲနေရတယ်ပုံမှန်ပါပဲယူလေးတော့ applet block ထည့်ပြီးပါပြီ filter လည်းထည့်ပြီးပါဆိုရင် firewall ကိုဖွင့်ပြီးသုံးရပါမယ်ပြီးတော့ရင်ကျွန်တော်လုံးနေကြတိုင်းပဲဒီ corner ကိုrename ပေးမယ်1အောင်ဖြတ်မယ် okay မနှိပ်သေးဘူးပြီးတော့ရင်ကျွန်တော် PUBG KR လေးဝင်မယ်အောက်မှာ logo ပြောင်းသွားပြီ okay နှိပ်လိုက်ပါနှိပ်ပြီးသွားရင်တော့3စက္ကန့်လောက်နေဒီမှာက error ပြရတချို့ error ပြရင်3စက္ကန့်တင်ပြပါတယ်ဒီမှာ3စက္ကန့်နေလို့ error မပြရင်ဒီ corner ကိုပြန်ပြီးတော့ချက်ပေးလိုက်ပါဖြတ်ပြီးသွားလို့ဒီလို logo ပြန်ပြောင်းသွားရင်logo ပြောင်းပြီးတော့ဒီမှာ loading ပြနေဆိုရင်ကျွန်တော် file ကိုအမြန်ဖွင့်လိုက်ပါတချို့ဟာတွေကနောက်ကျရင်ပန်းဆက်ပါတယ်ကျွန်တော်ဒီတိုင်းဒီ loading ဆက်ခွင့်မှာပဲ file ဖွင့်တဲ့အတွက်မပန်းပါဘူးအခုဆိုရင်စောင့်နေတာကအကောင့်တင်နဲ့ crown 2ကောင့်ရောက်သွားပါပြီနောက်က error ပြရင် retry မဲ့နှိပ်လိုက်ပါဒီကောင်က loading ဆက်ခွင့်မှာ file ဖွင့်တဲ့အတွက်ကြာပါတယ်အနည်းဆုံး5မိနစ်လောက်ကြာပါတယ်ဒါတော့ကိုယ့်ရဲ့ line ပေါ်မူတည်ပါနော်ကျွန်တော် line ကောင်းတဲ့အချိန်တွေဆိုရင်တော့မြန်ပါတယ် line ကျနေတဲ့အချိန်တွေဆိုရင်တော့နည်းနည်းကြာပါတယ်filter ကိုsorry file ကိုဘာလို့ lobby မှာမဖွင့်လဲဆိုရင်ကျွန်တော် file lobby မှာဖွင့်တာက ban rate ညာပါတယ်ဘာလို့လဲဆိုတော့ဒီကောင်က system တွေကိုစစ်ဆေးပြီးတဲ့အတွက်ကြောင့်မို့တော့ login ဆက်ဖွင့်မှာပဲဝင်ထားလိုက်ဒီကောင်ကဒီဒါဆိုရင်တော့ကျွန်တော် firewall ယူကနေ firewall နဲ့ update ပြီးတော့သုံးတတ်မယ်ထင်ပါတယ်ဆော့ပြီးသွားမှာကိုမဆော့တော့ဆိုမှ firewall ကို store လုပ်လိုက်ပါဒါဆိုရင်တော့အားလုံးပြီးသွားပါပြီ